လူဆိုတာပထဝီအာဘောတေဇောဝါရောဓာတ်ကြီးလေးပါနဲ့ပတေဇောဝါရောဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားတဲ့အစုအဝေးတစ်ခုပါဒီနေ့လှနေတဲ့မျက်နှာတနေ့ကျအယိုးပုံဖြစ်သွားမယ်နှက်ခါလေးလည်းမမြဲဘူးရေမွေးစွန်းလည်းမတည်ဘူးအသားရေလှပနေလေတေးချင်းကြရင်အားလုံးပြောက်ွယ်သွားမယ်လူဝဆိုတာခဏရာပါနောက်ဆုံးကြအုပ်ကူမှနာမြဲချမ်းသာဒါနနဲ့သီလပဲကိုနောက်လိုက်မှာကျန်တဲ့အားလုံးလေလိုပြောက်သွားတာအခုတော့ fashion တွေဝယ်အကောင်းစားတွေရွေးပြီးဂုံယူနေဒါပေမဲ့မသားတစ်လောင်းကိုအလှစင်နေသလိုပါပဲခန္ဓာကိုယ်ဆိုတာတနေ့ပုတ်သိုးသွားမဲ့အရာမမြဲခြင်းတရားကိုမေ့ပြီးလောဘတွေနဲ့သက်ရှင်နေကြတာမနာလိုမှုတွေလျှော့ပါအမုန်းတွေဖြုတ်ပါဖရာတရားနဲ့နေထိုင်ရင်စိတ်အေးချမ်းမှုရမှာနှက်ခါလေးလည်းမမြဲဘူးရေမွေးစွန်းလည်းမတည်ဘူးအသားရေလှပနေလေတေးချင်းကြရင်အားလုံးပြောက်ွယ်သွားမယ်လူဝဆိုတာခဏရာပါနောက်ဆုံးကြအုပ်ကူမှနာမြဲချမ်းသာဒါနနဲ့သီလပဲကိုနောက်လိုက်မှာကျန်တဲ့အားလုံးလေလိုပြောက်သွားတာသင်သိပါသလားသင်သိပါသလားတေခါချိန်မှာအုံနံတွေကိုပြန်ဖော်ပေးတယ်ဆိုတာကောင်းမှုကုသိုလ်တွေများရင်စိတ်အေးအေးနဲ့မျက်စိမိတ်နိုင်မယ်မကောင်းမှုတွေများခဲ့ရင်တော့တောကဝေတွေနဲ့ကြောက်ရွံ့စွာထွက်ခွာရလိမ့်မယ်နိဗ္ဗာန်ရှင်မော်တင်ပြီးမိခိုးဖြစ်ပြောင်းသွားမဲ့ခန္ဓာမိဘမိတ်ဆွေတွေငိုကြပေမဲ့အချိန်တန်တော့အားလုံးမေ့သွားမှာပျောက်တော့သူရှာရင်တွေ့သေးတဲ့သူချရင်မေးမနေ့တနေ့ကလိုပဲလောကကြီးဆက်လဲနေအောင်မယ်နောက်ဆုံးကြံမှာကအုတ်ကူဘော်ကနာမည်တစ်ခုရတောင်ဘော်ကစာရန်တစ်ကြောင်ဒါပဲ